ဒါကတော့ကျမရဲ့ချစ်ရတဲ့အမျိုးသားလေးကိုလက်ဖက်ရှင်ဆက်ပို့မှာပါပြီးရင်ဝတ်သားပြားကြုံလေးပါပါတယ်ပေါ့နော်ကိုယ်တော်ကကိုအဲ့လိုကျမစိတ်ရှိလုံစားပါရှင်သူ့အတွက်ကျမဒီနေ့မနေ့ကမနေ့အစောကြီးဝတ်သားသွားဝယ်ပြီးရင်အဲ့လိုလုံရအောင်နော်ကိုဝတ်သားလေးကြောပြီးသွားပြီလက်ဖက်လေးထောင်းပြီးသွားပြီဆိုတော့ဘူးလေးကိုထည့်ထားပါမယ်ထည့်ပြီးတော့ကျမရဲ့လူကျင်နိုင်ပူစားလို့ရအောင်လို့ဒီမှာကြာမြင်ကြည့်မများပါဘူးရှင်လက်ဖက်ဆိုရင်လည်းသူအရင်ကြိုက်ပါတယ်လက်ဖက်ကသူ့ရဲ့အကြိုက်ဆုံးလို့လည်းပြောလို့ရတယ်ပါနော်ဒါကျမလုပ်ပြီးခြင်းလို့ကျမလုပ်ပြရပါသူကတော့လုပ်ပြီးပါလို့ပြောပါဘူးကျမကိုဒါလုပ်ပြီးခြင်းစေတနာတရားတွေစေနိုင်မြတ်တာတွေရှစ်တွေနဲ့ပေါင်းဆက်ထားတယ်ကျမလက်ဖက်ချစ်ဆက်ထောင်းဖြစ်ပါတယ်အပြီးကျမရဲ့နောက်ထပ်ရှစ်တုံးတယောက်ရှိပါသေးတယ်ရှစ်တုံးအဲ့ဒါလည်းဖြစ်ပါတယ်မှာကောက်နေပါတယ်ချက်ပြုတ်နေတော့သူ့မခေါ်အားလို့ဘယ်မှာကောက်နေဖြစ်ပါတယ်ဒီမှာဒီလိုရတာထင်ရပါတယ်ခေါ်တာပါကောက်နေရပါရှင်ကလေးလေးကကောက်နေပြလိုက်အော်ငူပြစိတ်ကောက်နေ